မင်္ဂလာပါမြို့တို့ရေဒီနေ့တော့နော်ဒီနေ့ကနေပွဲဥထွက်มาတယ်နှစ်6လဲအောင်ခဲ့တယ်ပြီးတော့ညနေမှာဆိုလဲပဲကျွန်တော်တို့ရဲ့အသင်းသားတွေရောဖရီတွေရောလုံးဝအောင်မြင်ခဲ့ပါတယ်နော်40ကိုမှ main ကွက်ကြီး main ကွက်တဲ့အောင်မြင်ခဲ့ပါတယ်နော်နှစ်သီးသားပါပဲ4ပတ်သီး main ကွက်ကြီးကိုလုံးဝအောင်မြင်ခဲ့ပါတယ်ခင်ဗျာအားလုံးလည်းပဲပျော်နေမယ်လို့ထင်ပါတယ်နော်ဆရာပြိုးနေတူအားလုံးပျော်နေမယ်လို့ထင်ပါတယ်ဆရာပြိုးလည်းပျော်ပါတယ်နော်ကဲမျိုးကြီးကျွန်တော်ရဲ့ channel လေးကိုတော့ like and subscribe လေးတွေနဲ့အားပေးခဲ့ကြပါဦးတယောက်တစ်ချက်လက်မလေးတွေနှိပ်ထားပြီးခဲ့ဖို့မမေ့ကြပါနဲ့ဦးနော်မျိုးကြီးစေတနာကောင်းရင်ကံကောင်းတယ်နော်စေတနာမမွေးနေရဲ့ဗျခေကြီးကပျက်စီးနေတဲ့ခေကြီးမှာမျိုးတို့ကသူမဆိုခဲခဲနေနေရင်ဆိုင်ရမျိုးတွေဒါပေမဲ့ဒီဗီဒီယိုကိုကြည့်ရှုတဲ့သူတိုင်းဟာဘာပဲဖြစ်ဖြစ်စိတ်ပျော်ရွှင်သွားအောင်လို့ကျွန်တော်တင်ပေးနေတာလည်းဖြစ်တယ်တထောင်တနေရနေပြီးတော့ခဲခဲတွေကိုကူညီပေးနေတာလည်းဖြစ်တော့ဖြစ်ချင်းကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကိုတော့ like and subscribe လေးတွေပေးထားဖို့မမေ့ကြပါနဲ့ဗျာလှုပ်ထားပေးပါအောင်နော်ကျွန်တော်တို့ဘယ်နဲ့ဖန်အင်္ဂါနေ့မှာဆိုလည်းပဲကိုယ်တလုံးအရန်ကောင်းနေပါပြီနော်ကိုယ်တလုံးကောင်းနေကိုယ်စုံတက်ပြီးတော့လာဖို့အားကောင်းနေပါခင်ဗျာကိုယ်စုံတက်ကြပါနော်အားလုံးကြားကြပါလိမ့်ဗျာဒီနေ့ကဦးတင်ပြီးတော့ channel လေးပြည့်လို့ဆိုတော့ဗီဒီယိုတင်နိုင်ကိုသိရှိအောင်လို့လည်း like and subscribe လေးတွေနှိပ်ထားပြီးကြဖို့မေးကြပါနော်အားလုံးကျေးဇူးတင်